ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအားလုံးမင်္ဂလာပါနော်ဆရာမလေးကဒီတစ်ပတ်ပြောပြပေးသွားမှာကဗုဒ္ဓဟူးရဲ့တနင်္ဂနွေရဲ့ကျက်တာပရိရဲ့စနေရဲ့ပေါ့နော်ဒီနေ့နယ်လေးလေးခုဒီနေ့နယ်လေးလေးခုကဆိုလို့ရှိရင်ကံရမ်းအောင်ထူးခြားတယ်နော်ဒီ8လပိုင်းထဲမှာဆိုလို့ရှိရင်ခုလာမ8လပိုင်းထဲမှာဆိုလို့ရှိရင်ဒီထီပေါက်ကိန်းနေ့နယ်ပိုင်းရှင်လေးပေါ့နော်အစတော့အစင်မပြေတာတွေဖြစ်ခဲ့မယ်ဆက်ဆက်ရအိမ်တော်ရေးလူမှုရေးစသဖြင့်စီးပွားရေးအစင်မပြေတာတွေဖြစ်ခဲ့မယ်ဆိုပြီးအခုစင်ပြေတော့မှခါလာရောက်ရှိလာဖြစ်တဲ့အဲ့တော့ဒီ8လပိုင်းအတွက်เนาะဒီပြုလုပ်ပေးရမယ်ဒီနေနံသားသမီးတွေကြတော့ဘာလို့ပြုလုပ်ပေးရမလဲဆိုရင်ဒီတနင်္ဂနွေရဲ့စနေရဲ့ပုဂ္ဂိုလ်ရဲ့ကြာတာပေးရဲ့သားသမီးတွေကဘာလုပ်ရမလဲဆိုလို့ရှိရင်အပြူအောင်ပါတဲ့ပန်းเนาะအပြူအောင်ပါတဲ့ပန်း7ပွင့်ကိုမြတ်စွာဘုရားရှင်ကိုလိုမျိုးကြီးကိုလူတန်းမှာတောက်တော့ရ7ခွင့်လူတန်းမှာစမီ7တိုင်းလူတန်းပူလို့ခြင်းအပြင်ခဲညင်ဆွမ်းအားတွေရယူပြီးဆက်ဆက်ရအစဉ်ကြီးဆုံးဖြတ်ပါစေเนาะဒီဗီဒီယိုလေးကိုတွေ့တယ်ဆိုလို့ရှိရင်အပေါင်းလေးနဲ့တဲလေးပြီးပြီးကိုယ်မှမှာဆက်ရအစဉ်ကြီးပါစီတောင်းငါနေနံသားသမီးလေးတွေဖြစ်တယ်ဆိုတဲ့အကြောင်းเนาะကိုလိုချင်တာလေးတွေကိုမှတ်မှရေးပြီးတော့စူတောင်းသွားနိုင်ပါတယ်เนาะဒီဇမလေးရဲ့အဓိကပြောတဲ့အချိန်တိုင်းမှာဒီခဏရဲ့သားသမီးလေးကိုစူတောင်းပြီးတော့မှဖြစ်တဲ့အတွက်နေနံလေးတွေကိုရေးပြီးတော့လည်းစူတောင်းသွားနိုင်ပါတယ်เนาะအားလုံးပြင်ပြီးဆုံးမကြပါ